နေ့6နာရီနောက်ပိုင်းအစားစားရင်ဝါတက်တယ်ဆိုတာအမှန်လားအယူအဆအမှားလားတကယ်တမ်းတော့ခန္ဓာကိုယ်ကအချိန်ပေါ်မူတည်ပြီးဝါတာညူမဟုတ်ပါဘူးနော်တနေ့တာလုံးစားလိုက်တဲ့ကယ်လိုရီပမာဏဟာလောင်ကျွမ်းတဲ့ကယ်လိုရီပမာဏထက်များနေရင်ဝါမှာပဲလို့ဆိုပါတယ်တနေ့တာအတွင်းကယ်လိုရီညစားရင်ဝါလာမှာဖြစ်ပြီးကယ်လိုရီနည်းနည်းစားရင်ပြီးသွားမှာပါည6နာရီကျော်မှစားတဲ့ညစာကအစီများအချိုများကစီဓာတ်များပြီးကယ်လိုရီညစ်မန်းနေရင်လည်းဝါမှာပါဒါပေမဲ့ည6နာရီမတိုင်ခင်ကယ်လိုရီအများကြီးစားမိရင်လည်းဝါအောင်မှာပါပဲနော်ညဘက်နောက်ကျမှစားတဲ့အခါလူတွေဟာအများအပြည့်ကယ်လိုရီများပြီးအာဟာရနည်းတဲ့အစားအစာတွေကိုရွေးချယ်တတ်ကြပါတယ်ဒါအပြင်အစားကိုတတိမမူပဲအလွယ်တကူအစာကြီးစားတတ်ခြင်းဟာကယ်လိုရီပမာဏကိုတိတိကျကျတိုးသွားစေတဲ့အတွက်ဝါလာရခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်ထို့ကြောင့်ညနေ6နာရီနောက်ပိုင်းစားရင်ဝါတက်တယ်ဆိုတာကမှန်ကန်တဲ့အကြောင်းရင်းတော့မဟုတ်ပါဘူးနော်ဘာကိုစားသလဲဘလောက်စားသလဲဆိုတဲ့အချက်ကသာဘယ်အချိန်စားသလဲဆိုတဲ့အချက်ထက်ပိုအရေးကြီးပါတယ်